ကိုတော်မင်္ဂလာပါဗျ။ဆိုင်းစီယာကြီးအားပြီလား။တိုင်းနေပါတက်ကြည့်လို့လှုပ်ရှုပ်နေရတယ်ကြည့်လို့မကြည့်နိုင်ဟုတ်လားအခုမှကြည့်ရတော့ရွေးတာပါလားရွေးတာပါထပ်ပြီးတော့လိုက်အောင်ပါစောတာလိုက်အောင်တွေ့ထားပါငါပေါ့30ရက်နေ့ညကြမှာပို့လိုက်မယ်လေနော်30ရက်နေ့ညကြမှာပို့လိုက်မယ်နော်ခင်ဗျားကတော့အကုန်လုံးယူရပါအကုန်လုံးတရားငန်းတွေရောအကုန်ထိုးတာအဲ့ပေါ့ဩဘောတော့များထိုးရတာပေါ့နော်ဦးနိုင်မင်္ဂလာပါဗျကိုတော်ဦးကြည့်နေပါတယ်ဟုတ်ကဲ့ကျေးဇူးပါလူလေးနည်းနည်းစောင့်နော်လာရနောက်နော်ခဏလူလေးစောင့်လိုက်ပါပြဝနမင်္ဂလာပါနကြည့်ရအောင်ဗျာနော်ကြည့်ကြရအောင်အဲ့ကိုးထိပ်ရတစ်ထိပ်ရကိုးတယ်နော်တောက်ချောက်ဆွဲမယ်နော်အတူနဲ့ထိုးကြတာပေါ့ဗျာနော်အဲ့ဒီ9ထိပ်ရတစ်ထိပ်ရ3ထိပ်ရကိုးတယ်
အဲ့ဒီ3ထိပ်ရယ်3ထိပ်ရယ်3ထိပ်ရယ်ကိုကူးမယ်နော်အဲ့လိုလုပ်ထားပြီအဲ့ဒီ5ထိပ်နဲ့1ထိပ်နဲ့ကို6တယ်အဲ့ထိပ်နဲ့ထိပ်က6တယ်အဲ့ဒီ3ထိပ်နဲ့3ထိပ်နဲ့ကို6တယ်အဲ့ဒီ3ထိပ်နဲ့3ထိပ်နဲ့မှာ6နော်နောက်ထပ်ထပ်ကြည့်အောင်အဲ့3ညထိပ်ရယ်3ညထိပ်ရယ်အဲ့ဒီ1ထိပ်ရယ်ကို1တယ်အဲ့ဒီ2ထိပ်ရယ်6ထိပ်ရယ်အဲ့3ထိပ်ရယ်ကို1တယ်263ကို1တယ်နော်3ည1ကို1တယ်ငါအဲ့ဒီ5ထိပ်ရယ်3ထိပ်ရယ်အဲ့ဒီ3ထိပ်ရယ်ကို1တယ်3ထိပ်ကောင်းပါကောင်းနော်ဒီလေးနဲ့အဲ့ဒီ6ခါလို့အဲ့ဒီချင်းနောက်ပိတ်ရတစ်လေတိုင်းကို9တယ်အဲ့ဒီ8ခါလို့8လေတိုင်းလို့အဲ့ဒီချင်းနောက်ပိတ်ရ3ညလေတိုင်းကို8တယ်အဲ့ဒီ8လေတိုင်းလို့ခွန်နောက်ပိတ်နဲ့တစ်ခါနဲ့မှာ8မှာနော်ခွန်နောက်ပိတ်နဲ့တစ်ခါနဲ့မှာ8မှာ9လေတိုင်းလို့8ရ1ရ9တယ်8လေတိုင်းလို့8ရ3ညရ8လေတိုင်းလို့ခွန်ရ1က8တယ်နော်အဲ့လိုရိုက်ပြီအဲ့3ညလေတိုင်းအဲ့1လေတိုင်းကို1တယ်အဲ့ဒီ1လေတိုင်း3ညလေတိုင်းကိုလည်းပြန်1တယ်3ညလေတိုင်း1လေတိုင်းပြန်1တယ်အဲ့လိုသွားနော်အဲ့လို1လေတိုင်းကိုထည့်အဲ့ဒီ4ရ9ရ6ကဲကို9တယ်ဒီ9ဖြစ်ခဲ့ပြီးတော့ဒီ9ပြန်ဖြစ်တယ်နော်ဒီ3 5 9ဖြစ်ခဲ့ပြီးတော့289 9လို့ပြန်ထည့်3 လုံး9ဖြစ်ပြီးတော့3ည8တဲ့ကို9မှာ3တက်ကြားကြလားလိုက်ကလေးဆွဲခွက်ကလေးလဲလုပ်ဝေးကြပါအောင်ဗျာနော်မလုပ်ရသေးတဲလေး
ဒီဘက်ပြထားတာတိမခုနကွက်ရှိပြီနော်ဒါခုနကွက်ဒီဘူးပြမှနဲ့ဆိုခုနကွက်မြောက်ပဲတိမပါတာဆိုလို့တစ်ကွက်ပဲပါနော်တိအားကောင်းတယ်နော်ဒီဘက်ကတိအရန်အားကောင်းနေအဘူးကြားရမှာပေါ့အဘူးဟိုတနေ့ကတိရှိဟုတ်လားဟိုတနေ့ကလည်းတဘူးပြထားတယ်နော်ကဲနောက်တစ်ဆိုင်ကြည့်ရအောင်နောက်တစ်ဆိုင်ကြည့်ရအောင်နောက်တစ်ဆိုင်ကြည့်ရအောင်အဲ့ဒီနှစ်ထိပ်အဲ့ငါးထိပ်ရကိုကူးတယ်နော်နှစ်ထိပ်ရငါးထိပ်ရကိုကူးတယ်1 2 8ထိပ်ရ6ထိပ်ရအဲ့ငါးထိပ်ရကိုကူးတယ်1 2အဲ့6ထိပ်ရ3ထိပ်ရ3ညထိပ်ရမှာကူးအောင်ရတူကောင်းသောညာချမ်းလေးပါကောင်းသောညာချမ်းလေးပါဗျနော်2 5ကိုကူးတယ်8 6 5ကိုကူးတယ်6 3 3ညကိုကူးတယ်နော်အဲ့လိုကူးပြီးတော့သူ့ရဲ့ပါဝါအဲ့2ရခွန်ရ9ရကိုပြန်လေးတယ်သူ့ရဲ့ပါနော်အဲ့ဒီ8ထိပ်ရ8ထိပ်ရအဲ့ဒီ9ထိပ်ရကိုပြန်လေးတယ်အဲ့ဒီ1ထိပ်ရ3ထိပ်ရအဲ့3ညထိပ်ရကိုပြန်လေးတယ်2 5ကိုကူးတယ်2 ခွန်5ကိုလေးတယ်နော်8 6 5ကိုကူးတယ်1 8 5ကိုလေးတယ်6 3 3ညကိုကူးတယ်1 3 3ညကိုလေးတယ်နော်3ညထိပ်နော်ဒီကောင်အဲ့လိုရိုက်ပြီးတော့အဲ့လိုရိုက်ပြီးတော့အဲ့ဒီ4ရ3ညရ4ရတောင်းပေါင်းချင်း8နော်8လို့ဖြစ်တယ်
အဲ့ဒီ9ရဲ့3ညရဲ့3ရဲ့တောင်းပေါင်းရင်8လို့ဖြစ်တယ်နော်အဲ့ဒီ3ညရဲ့8ရဲ့3ညရဲ့မှာ8လို့ဖြစ်နော်3ည8 3ညမှာ8လို့ဖြစ်နော်အဲ့လို8လို့ဖြစ်ခဲ့ပြီအဲ့ဒီ4ထိပ်ရ5ထိပ်ရအဲ့4နောက်ပိတ်ကိုပြန်သုံးတယ်8ရဲ့ပါဝါပြန်သုံးထားတယ်နော်ဒီမှာ9ရဲ့ပါဝါ4လို့ပြန်ရှုပ်သွားသလိုဒီမှာလဲ8ရဲ့ပါဝါ3ဆိုပြီးပြောင်းဝင်ထားတယ်နော်9 3ည3ကို8တယ်အဲ့ဒီ9ထိပ်ရ5ထိပ်ရအဲ့ဒီ3နောက်ပိတ်နော်9 5 3ကိုပြန်သုံးထားတယ်9 3ည3ကို8တယ်နော်အဲ့ဒီ3ရဲ့3ညရဲ့အဲ့3ညရဲ့မှာ3ပါလေနော်အဲ့လိုမှ3ပါအဲ့လိုဖြစ်သွားပြီဆိုတော့အဲ့ဒီမှာခြေနှလုံးပေါင်းရင်းလေးနော်အဲ့လိုခြေနှလုံးပေါင်းရင်းလေးလို့သူ့အောက်မှာလည်းခြေနှလုံးပေါင်းပြန်လေးတယ်အဲ့ဒီမှာခြေနှလုံးပေါင်းရင်း9ရက်3ညအဲ့လိုခြေနှလုံးပေါင်းရင်း9ဖြစ်လို့သူ့ရဲ့အောက်မှာလည်း9ရက်3ညရဲ့ခြေနှလုံးပြန်9တယ်ဝင်တော့လုံးပြတ်ပြီ4ပါဆို5ပါဆိုအဲ့ဒီ3ရဲ့ရှစ်တကယ်ကိုတစ်တယ်နော်အဲ့လို3ရဲ့ရှစ်ကယ်ကိုတစ်လို့မလို့အဲ့ဒီရှင်းနှလုံးပေါင်းကလည်းပြန်တစ်ရမယ်နော်ပြန်တစ်ရမယ်ဆိုတစ်ခါနော်အဲ့လိုအဲ့လိုတစ်ခါပြီအဲ့ဒီ3ညနောက်ပိတ်နဲ့3ညနောက်ပိတ်နဲ့အဲ့နောက်နှလုံးပေါင်းရင်းနဲ့3တယ်နော်အဲ့ဒီ3ညနောက်ပိတ်နဲ့အဲ့နောက်နှလုံးပေါင်းရင်းနဲ့3တယ်နော်နောက်နှလုံးပေါင်း3နောက်နှလုံးပေါင်း3လို့တောက်ချောက်ယူသွားတာမဟုတ်ဘူးနော်နောက်နှလုံးပေါင်း3နောက်နှလုံးပေါင်း3နောက်နှလုံးပေါင်း3တောက်ချောက်သွားတာဒီတိုင်းလေးသွားတာသူကအဲ့ဒါကြောင့်မလို့အလုံးဖြည့်တွဲတာနော်အဲ့ဒီ3ညနဲ့နောက်နှလုံးပေါင်း3နဲ့3နဲ့အဲ့ဒီ3ညနဲ့နောက်နှလုံးပေါင်း3နဲ့3နဲ့အဲ့ဒီ2နောက်ပိတ်နဲ့နောက်နှလုံးပေါင်းရင်1နဲ့3နဲ့နော်
လာတယ်3ည1 3ညငွေကနန်းလည်းရှိရနော်ငွေကနန်းလည်းရှိရငွေကနန်းလည်းရှိရ3ည1 3ညချဲပဲဆရာကြီးဟုတ်ပါပြီဗျာကြိုက်ရင်ပြီးရပါပဲနော်အရင်လည်းမလုံးနဲ့ပေါ့ဗျာကဲအလဲတိုင်းလေးရမချုပ်ပါသေးဘူးเนาะအလဲတိုင်းလေးကိုအလုံးထည့်တာမပါသေးဘူးဟုတ်လားအလဲတိုင်းလေးကိုအလုံးထည့်တာမပါသေးဘူးဆိုအလဲတိုင်းလေးကိုအလုံးထည့်နော်အဲ့ဒီကိုခါရဲ့ခွန်ထိတ်ရဲ့ဟုတ်ပါဘူး3ထိတ်ရဲ့3ထိတ်ရဲ့ခွန်ထိတ်ရဲ့အဲ့ကိုခါရဲ့ကိုတယ်နော်အဲ့ဒီ4ထိပ်ရ5ထိပ်ရအဲ့3ညာခါရကိုကူးရအဲ့ဒီ5ထိပ်ရ3ထိပ်ရအဲ့ဒီ1ထိပ်ရကိုကူးရ1ခါရကိုကူးရတော့1ထိပ်တောင်ဖြစ်တယ်နော်1ခါရကိုကူးရနော်လို့လေကြိုက်တယ်မို့လားကောင်းတယ်နော်3ည1 3ညကောင်းတယ်3ည1 3ညလည်းကောင်းတယ်ဒီတစ်ပတ်တစ်မပါတဲ့ကနန်းဆိုလို့ခက်ချရဲ့ကျွန်တော်ထုတ်မှာနော်တစ်ပါတဲ့ကနန်းလေးပဲများမယ်3ည1 3ညကိုပူကြိုက်တာလား3တိလည်းကောင်းတယ်နော်3ထိတ်ကလည်းနင်းနေတိုင်းပဲ3ထိတ်ထဲလာတယ်3ထိတ်ကလည်းအရန်ကောင်းတယ်လေနော်3ထိတ်ကလည်းအရန်ကောင်းတယ်3ထိတ်ကလည်းကိုတစ်ကူးတယ်ဒီနှလုံးလျှောက်တယ်ဒီ3လုံးပြန်တစ်တယ်3ချက်နဲ့သွားတာသူကလည်းနော်3 3ကို9တယ်2 6 3ကိုတစ်တယ်ဒီနှလုံးထိတ်နှလုံးကိုပြန်6တယ်3 3လုံး9မယ်ထိတ်နှလုံးပြန်6တယ်5 3 3တစ်တယ်3ထိတ်ကလည်းကောင်းတယ်3ထိတ်နော်3ကလည်းကောင်းတယ်ဒီဘက်ကနော်ကောင်းတယ်ခဏလေးတွေရတော့ဒီတော့ကတော့ပေါက်မလားမသိဘူးပေါက်မလားမသိဘူးပဲပေါက်မလားမသိဘူးပဲပြောရတာကံပေးရင်ပေါက်မှာပေါ့ဗျာနော်ရှားတော့ရှားတာပဲတောင်ပေါင်းဆုံးကရှားဒီလိုတက်တယ်ဒီလိုသွားမယ်ဒါဒီကကတ်တက်မယ်ဒီဘွားဆင်းမယ်နော်ဒီကကတ်ဆင်းမယ်ဒီကတဲသွားမယ်ဒီလိုသွားမယ်အကုန်လုံးတောင်ပေါင်းဆုံးကမလွတ်အောင်တော့လိုက်ထားတာပဲဗျာနော်တောင်ပေါင်းဆုံးကမလွတ်အောင်ခြားတာပဲကံကြမ္မာရအယူလေးတိန်ပြီးသွားတာပေါ့ဗျာနော်ကံကြမ္မာရအယူတိန်သွားတာတကယ်ပြန်ပြဆိုလို့ချင်းပေါက်ဖို့ဖြစ်မှာဆိုလို့အပတ်တိုင်းလို့ကိုယ်ယူဆလွဲတာလေးပေါ့ဗျာနော်မချုပ်မတီးပဲနဲ့ထွက်သွားတာလေးတွေတို့အဲ့လိုမျိုးပေါ့ဗျာအခုလိုမချုပ်တုတ်ပြီးတော့ကျွန်တော်ကချုပ်တုတ်ပြီးမှကနန်းလုံးအငိမ့်ကင်လို့ရတာလေအဲ့လိုမဟုတ်ဘဲနဲ့ငါသူကယူတန်းတန်းလေးဒီလိုပေါ့ဗျာ3ထိပ်ဆိုတက်သွားတာမျိုးပေါ့ဗျာနော်3ထိပ်ပြန်ပြရင်ပေါက်ဖွဲ့ဖြစ်မှာဆိုလို့ဒီဆိုင်ကခွန်နောက်ပိတ်နဲ့ပြီးခဲ့တဲ့ဘက်ကပါကနန်းတော့
တိပရိနဲ့9-9ခွန်နဲ့ခွန်3လုံးနဲ့ထုတ်ထားတာခွန်နောက်ပိတ်ကိုတော့ကိုင်တယ်နော်ဒီ3ထိပ်ကိုမကိုင်ဘူး3ထိပ်ကိုင်ရင်သူနဲ့တွဲကိုင်ရမှာအဲ့ဒီ3ညရဲ့3ညရဲ့3ရေကို3နဲ့အဲ့ဒီ9ရဲ့9ရဲ့9ရေကို3နဲ့အဲ့ဒီ8ရဲ့ခွန်ရဲ့8ရေကို3နဲ့အဲ့မှာ3 8ခွန်ခင်ဗျာပြရင်ပေါက်ဖို့လို့ပြောကြမှာဆိုလို့ကျွန်တော်မပြရိုးတန်းတန်းအဲ့လိုမျိုးဘာမှမတုတ်ဘဲနဲ့ကျွန်တော်ကတုတ်ထဲတာအဲ့လိုမျိုးကနားကိုချုပ်မထဲကျွန်တော်ကမကိုင်ဘူးအဲ့လိုကြောင့်မလို့လွဲတာတောင်ပေါင်းဆုံးကချာဒီရတက်မယ်ဒီရကတ်တက်မယ်နော်ဒီအပေါ်ကဆင်းမယ်ဒီရကတ်ဆင်းမယ်ဒီရကတ်သွားမယ်ဒီလိုသွားမယ်သူဆင်းနေသွားတာတချို့ site တွေဆိုလို့ချင်းတချို့ site တွေဆိုလို့ချင်းကဲ့ရကလေးတွေနည်းနည်းလေး timing လေးကိုကွဲသွားတာပဲရှိတယ်အဲ့လိုကိုခက်စိတ်ချတာပိုက်စိတ်တိုက်ပြီးတော့ခက်စိတ်ချတာကံမကောင်းသေးလို့လွဲနေတယ်နော်ကဲဒီညတော့ဒီတော့ပါပဲဗျာနော်subscribe ကလေးမလုပ်ရသေးရင် subscribe ကလေးလုပ်သွားကြပါအောင် like ကလေးအသေးလေးလည်းပေးကြပါဦးဗျာနော်ကိုလာပါချယ်ရီလည်းပေါက်ကြပါစေနော်ငွေတွေဝင်နိုင်ကြပါစေဗျာနော်ချက်ပေါက်မှာအကြိုက်ပါနော်ကဲအားလုံးပဲအားလိုက်ပါအောင်ဗျာနော်မင်္ဂလာပါဗျာမင်္ဂလာပါနော်မင်္ဂလာပါကဲအားလိုက်ပါဗျာနော်